1 and 2 and 3 that one ပုံစံနော် slow rock pattern 1ပုံစံ1 and 2 3 and 4ဟုတ်မလားဒီ row ထည့်တဲ့အချိန်မှာရော4 bit မှာအရင်ထိမယ်ဆွဲမယ်နော် the bit row the bit ပါလဲ4 bit မှာအရင်ဆွဲမယ်4 and a ရတယ်4 e and a ရတယ်ဟုတ်ပြီနော်အဲ့ဒီနေရာပဲအရင်ဆွဲမယ်နော်4 and a 1 and 2 and 3 and 4 and 1ဟုတ်မလားပြီးရင်လည်းသုံးလုံးပြီးရင်လည်းပါလဲလေးလုံး1 and 2 and 3 and 4 e and a ဟုတ်မလားဒါပြီးရင်လည်း tom နဲ့ tom 1နဲ့စနေနဲ့ပြန်တွဲမယ်ဟုတ်ပြီနော်1 and 4ပြီးမှာပဲနော်1 and 2 and 3 and 4 and 8မှန်ရဲ့ညာပဲ okay ပြီးရင်လည်းလေးလုံးပြန်စမယ်1 and 2 and 3 and 4 and 8ဟုတ်မလားပြီးရင်လည်း tom 1နဲ့ tom 2နဲ့ပြန်တွဲမယ်စနေ tom 1 tom 2ပြန်တွဲမယ်အဲ့ညာပဲအဲ့လိုလေဟုတ်ပြီနော်1 and 2 and 3 and 4 and 8အဲ့လိုပြီးရင်လည်းလုံးမှာတွဲလေးလုံး1 and 2 and 3 and 4 and 8Where 4 e and 1 and 2 and 3 and 4 e and hello 4 e and ဟုတ်မလားစစ်မယ်ရတယ်တက်မယ်အပေါ်ကနေအောက်စစ်မယ်အောက်ကနေအပေါ်တက်မယ်ရတယ်မလို့နော်ကဲ